Grade 12 Physics Chapter 9 ပါ Page 144တရားစာမျက်နှာ144က Review Exercise 1လေးပါကဲစလိုက်အောင်1သောအခါ There is an equality between the two parallel plate ပြိုင်နေတဲ့အပြားနှစ်ပြားရဲ့ကြားအကွာဝေးပြိုင်နေတဲ့အပြားနှစ်ပြားရဲ့ကြားအကွာဝေးဆရာခဏဒီလိုသတ်မှတ်ရအောင်capacitor တစ်ခုရဲ့ပြိုင်နေတဲ့အပြားနှစ်ပြားရဲ့ကြားအကွာဝေးကို it double ပဲစတယ်နှစ်ဆဒီအပြားနှစ်ပြားကြားပါလို့အကွာဝေးကိုငကိုရှိတာနဲ့ပဲစတယ်နှစ်ဆဒါဘာပလိုင်းပေါ့ဒုတိယချင်းဘာပလိုင်းလဲ d ပလိုင်းလို့နှစ်ဆဆိုတော့ဘာဒီပေါ့ကွာ 2d ဘာဒီလဲ 2d ပြီးသွားပြီပြောမယ်1တော့က there is an equality between the two parallel plate or capacitor နဲ့capacitor ရဲ့ပြိုင်နေတဲ့အပြားနှစ်ပြားရဲ့ကြားအကွာဝေးကို it double နှစ်ဆမြန်လုံးလိုက်မယ်ဆိုလို့ရှိရင် by what percent ရာခိုင်နှုန်းဘလောက်များဓာတ် capacitor တန်ဖိုးကချိန်ပြောင်းလဲသွားမှာလဲ capacitor တန်ဖိုးကရာခိုင်နှုန်းဘလောက်များပြောင်းလဲသွားမှာလဲချိန်ပါလဲဆိုတာပြောင်းလဲသွားလဲဆိုတာတိုးသွားတာလည်းဖြစ်နေတယ်လို့ရော့သွားတာလည်းပါနိုင်လည်းဖြစ်နေတယ်ခေါင်းတစ်ချက်မှတ်ထားတော့ပြောင်းလဲသွားလဲဆိုတာတိုးသွားတယ်ဖြစ်နေတယ်ရော့သွားနိုင်လည်းဖြစ်နိုင်တယ်အဲ့ဒါကိုသိဖို့ကတော့ဘာကြည့်မှသိမှာပေါ့တွက်ကြည့်မှသိမှာပေါ့အဲ့တော့ပထမခြေရအကွာဝေးရ d ဒုတိယခြေရဘာပလိုက်လဲ d ပလိုက်ဆိုတာဘယ်ဆဆိုတော့နှစ်ဆဆိုတော့ဘာဒီပေါ့ကွာ 2d နောက်ရင်ပထမခြေရ c ကိုရေးလိုက်မယ်ကွာc equal to ကပါဆိုတော့ဘာပဲကြီးလဲ a by d ဟာဘာပလိုက် equal to c plus equal to ကပါဆိုတော့ a by ဘာပလိုက်လဲ d ပလိုက်ပေါ့ဒုတိယခြေနေဘာပလိုက် equal to c plus equal to ကပါဆိုတော့ a by d ပလိုက်ဆိုတာဘာဒီလဲ 2d ဘာဒီလဲ 2d နှစ်ဆတပလဲနှစ်ဆရွှေ့ထားဖို့ကွာဘာဒီလဲ 2d ဘာပလိုက် equal to c plus equal to ဘာ by 2 1 by 2 2ပဲထုတ်ရှေ့ထုတ်ဘာမှမရှိလဲ1ရှိတယ်1 by 2ကပါဆိုတော့ a by ဘာလဲd ပေါ့ကပါဆိုတော့ဘာby ဆိုတာ a by ဆိုတာဘာလဲ c လေးကိုပဲဘာ plus equal to c plus equal to 1 by 2 c ဒုတိယခြေနေမှာရှိတဲ့ဘာရှိတဲ့တန်ဖိုးက capacitor တန်ဖိုးက c ရဲ့ဘာလဲတဝက်ဘာလဲတဝက်ဆိုတာတိုးတာလားယော့တာလားဆိုတော့နှစ်ဆတော့ဘာသုံးဆတော့ဘာတာပေါ့တိုးတာပေါ့တိုးဆိုတော့ဘာတာပေါ့ယော့တာပေါ့ဘာဖြစ်လဲ decrease ဘာဖြစ်လဲ decrease ဒီဆိုတော့ pass တဝက်ဆိုတော့ percent နဲ့ပြောမယ်ဆိုလို့ရှိရင်ရာနှုန်းပြည့်ဆိုရင်100ကွာတဝက်ဆိုတော့ဘာ percent 50% ဟာပြီးပြီပေါ့ဘာ percent လဲ 50% အဲ့တော့capacitor ၎င်းရဲ့ capacitor က decrease ရောသွားပါတယ် 50% 50ရာခိုင်နှုန်းပါသွားပါတယ်လျော့သွားပါတယ်ဒါသူတို့ချင်းတဲ့ဘာလေးပဲလေဖြေလေးပဲဆောင်းရတွတ်ပြပြီပေါ့နော်အားလုံးကြမှာချမ်းသာလွင်စနမြတ်ပြေဝကြပါစေဘေးအန္တရာယ်ပေါင်းလဲကင်းဝေးကြပါစေ